နောက်စိတ်တက်တစ်ခုလည်းပါလာသေးတယ်ဖားတဲ့စိတ်တက်ပေါ့ကိုယ့်ရဲ့အလုပ်ရှင်ကိုဖားပြီးတော့ပေါင်းတယ်ကိုယ့်ရဲ့အလုပ်ခေါင်းဆောင်တွေကိုဖားပြီးတော့ပေါင်းတယ်ကိုယ့်လူမျိုးချင်းကိုနှိမ်ကျင်တယ်နိုင်ငံခြားမှာဗျာကိုယ့်လူမျိုးချင်းကိုမကူညီလို့ကိုယ့်လူမျိုးဘယ်လိုလူမျိုးလာပြီးကူညီမှာလဲနောက်ပြီးအလုပ်ထဲမှာတူတူလောက်တယ်ကိုကသူ့အရင်ရောက်တယ်သူကကိုယ့်နောက်မှရောက်တယ်ဖေးမရမယ်မဟုတ်ဘူးလားတော်တော်များများမဖေးမကြည့်ဘူးနောက်မှရလာတယ်ဆိုပြီးတော့ဆရာကြီးလုပ်တယ်အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကချင်းဒီအတွက်အရင်ကိုရှေ့ဝေစားကိုကောင်းပြီးဒီမင်းတို့အတွက်ဘဟုတ္တရတစ်ခုခုရရှိမယ်လို့ယုံကြည်တဲ့အတွက်မြန်မာတက်ချက်ပေးလိုက်တာပါဒီဗီဒီယိုထဲမှာညီမတို့ပါရီသိရမယ်ဒီလိုအကြောင်းအရာတွေပါညီမတို့ပါရီရှောင်းရံတွေသိရမယ်ဆိုတော့အခုပဲတူတူဖြေလိုက်ကြရအောင်နော်နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ကျွန်တော်တို့လူမျိုးချင်းချင်းကမတည့်တာများတယ်ပေါ့နော်တယောက်နဲ့တယောက်စကားများတာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်စိတ်ဆိုးတာပဲဖြစ်ဖြစ်နောက်ပြီးတော့ကိုယ်လူမျိုးချင်းနှိမ်တာပဲဖြစ်ဖြစ်အဲ့လိုကိစ္စတွေအများကြီးပဲနိုင်ငံခြားမှာဆိုတော့ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ကျွန်တော်ပြမယ်တချို့တွေကကြောင်းနေတော့လာဘက်ဆောင်ဝယ်ဖြေတယ်ပေါ့နော်လာဘက်ဆောင်ဝယ်ဖြေတဲ့အချိန်ကျရင်အမှတ်တွေကသူ့ထက်များဝမ်းသူတို့စိတ်ထဲကနေမနာလို့ဖြစ်နေတာသူမကြိုးစားလို့သူများထက်နဲတော့ကိုဝန်မခံမဲနဲ့ငါကြိုးစားရတဲ့နဲ့ဘာလို့သူ့ထက်နဲရလဲဆိုတော့အငုံစိတ်သူငါတက်ကြိုးစားလို့ဆိုတော့မရှိကျူးချင်ဘူးအဲ့လိုလူတွေများတယ်အဲ့လိုလူတွေများတော့တကယ်နိုင်ငံခြားတွေရောက်လာကြတော့နောက်စိတ်တက်တစ်ခုလည်းပါလာသေးတယ်ဖားတဲ့စိတ်တက်ပေါ့ကိုယ့်ရဲ့အလုပ်ရှင်ကိုဖားပြီးတော့ပေါင်းတယ်ကိုယ့်ရဲ့အလုပ်ခေါင်းဆောင်တွေကိုဖားပြီးတော့ပေါင်းတယ်ကိုယ့်လူမျိုးချင်းကိုနှိမ်ကျင်တယ်နိုင်ငံခြားမှာဗျာကိုယ့်လူမျိုးချင်းကိုမကူညီလို့ကိုယ့်လူမျိုးဘယ်လိုလူမျိုးလာပြီးကူညီမှာလဲနောက်ပြီးအလုပ်ထဲမှာတူတူလောက်တယ်ကိုကသူ့အရင်ရောက်တယ်သူကကိုယ့်နောက်မှရောက်တယ်ဖေးမရမယ်မဟုတ်ဘူးလားတော်တော်များများမဖေးမကြည့်ဘူးနောက်မှရလာတယ်ဆိုပြီးတော့ဆရာကြီးလုပ်တယ်ဘယ်လိုဆိုပြီးရှောက်တယ်ပေါ့နော်ကြောက်နေအောင်သိရမှာလားဘယ်ကောင်းဆောင်ကဘယ်လိုဆိုးတာဟိုကောင်ကဘယ်လိုဒီအမကဘယ်လိုဒီကောကဘယ်လိုဒီလိုတွေပေါ့ဖြဲလျှောက်တာပျော်မထားဘူးအဲ့တော့အလုပ်စဝင်တဲ့လူတွေကလောက်တော့မလို့ရသေးလန့်ဟိုလူလန့်ဒီလူလန့်အကြောင်းလည်းမသိပဲနဲ့အဲ့လိုတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကနိုင်ငံခြားမှာလာတွေ့တယ်ဆိုတာရေစက်ရှိလို့ပေါ့နော်ရှေးရေစက်ရှိလို့လာတွေ့ကြတာကျွန်တော်တစ်သက်လုံးလည်းမတွေ့နိုင်ဘူးအဲ့တော့နိုင်ငံခြားမှာရှိနေတဲ့အချိန်မှာကျွန်တော်တက်ရှုနေသိနေမဟုတ်ဘူးလားတခါနဲ့ပဲနေအလုပ်တူပဲလောက်ကျွန်တော်တွေ့တယ်ဆိုတာခဏလေးအရှင်ကနည်းနည်းလေးအလုံးစုံတွေ့ရဘယ်လောက်လဲကျွန်တော်စာချုပ်တွေနဲ့သွားတယ်ဆိုရင်3နှစ်ပေါ့နော်ထပ်တိုးဆို5နှစ်ထပ်ပြီးတော့တိုးကြမယ်ဆို10နှစ်ထိဆိုတော့3နှစ်ရယ်5နှစ်ရယ်10နှစ်ရယ်ပဲရှိရယ်ကျွန်တော်တို့အလုံးစုံတွေ့ရ3ခုပဲရှိတယ်3နှစ်မဟုတ်ရင်5နှစ်တွေ့ရမယ်5နှစ်မဟုတ်ရင်10နှစ်အဲ့လိုတွေ့ကြတဲ့အချိန်မှာကျွန်တော်တို့ကခင်မင်နဲ့နေပြီးတော့တယောက်ကိုကြီးရမ်းပြီးနေသိနေမလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူမျိုးချင်းမှာကျွန်တော်တို့မကူညီမရိုင်းပင်ဘယ်လူမျိုးကကျွန်တော်တို့ကိုကြီးရိုင်းပင်မှာနောက်ပြီးတော့အဲ့လိုအငုံစိတ်တွေတယောက်နဲ့တယောက်မနာလိုဝန်တုံမှုတွေမထားသင့်ဘူးဆိုတာကိုလူမျိုးချင်းကိုမြန်မာပြည်မှာတော့မှပဲစဉ်းစားကြည့်လိုက်ဖြစ်ပြက်နေတာကိုလူမျိုးချင်းဘယ်လောက်နှိမ့်တာလဲအဲ့နိုင်ငံခြားရောက်နေရဖြစ်တဲ့အတွက်နိုင်ငံခြားမှာလည်းကိုလူမျိုးချင်းနှိမ့်တဲ့အကြောင်းမရှိဘူးလေကိုနိုင်ငံမှာတော့နှိမ့်ခံနေရတာဒီဘက်နိုင်ငံမှာကိုလူမျိုးချင်းမနှိမ့်စေချင်ဘူးအဲ့တော့ခဏလေးတွေ့တဲ့အချိန်မှာတက်ရှုနေတဲ့သည်ဖြစ်စေမတဲ့သည်ဖြစ်စေနောက်ဆုံးကျွန်တော်တို့ပြန်သွားမှာမြန်မာပြည်ပဲကျွန်တော်မြန်မာနိုင်ငံပြန်ရောက်ပြီဆိုရင်ကျွန်တော်တဲ့ခဲ့တာတွေမတဲ့ခဲ့တာတွေအသုံးမဝင်တော့မြန်မာနိုင်ငံပြန်ရောက်ရင်ကျွန်တော်တို့ကိုပိုင်စည်းဝါးကြီးလုံရင်လုံမယ်သူများလှုပ်ထက်လုံရင်လုံမယ်မလုံရင်သူများနိုင်ငံထက်ထွက်မယ်အိမ်တော်နေကြရင်ကြမယ်ကျွန်တော်တို့မတွေ့ရတော့တွေးကျင်တော့မှပဲမလွယ်တော့ဘူးပေါ့နော်ဒါခက်ခဲသွားပြီအဲ့တော့ဒီမှာခဏလေးလာတွေ့တဲ့အချိန်မှာတက်ရှုမနေပဲနဲ့တယောက်နဲ့တယောက်တိုင်မမြင်ညှိနိုင်မနေပဲနဲ့စကားတွေများဒီလူအတင်းဟိုဘက်ကိုတုတ်ဟိုလူအတင်းကိုဒီဘက်ကိုတုတ်ဒီလိုတွေလုံနေတဲ့လူတွေကလည်းရှိသေးရဲ့အများကြီးပဲအဲ့တော့ကိုလူမျိုးချင်းမှာကိုကမကူညီရင်ကိုလူမျိုးချင်းမှာကိုကတက်အောင်မပေါင်းရင်ဘယ်လိုလူမျိုးနဲ့တက်အောင်ပေါင်းလဲတချို့ရှိသေးတယ်တခြားလူမျိုးနဲ့ကြောင့်တဲ့တယ်ကိုလူမျိုးနဲ့ကြောင့်မတဲ့ဘူးတခြားလူမျိုးအပြစ်လုပ်ရင်ဘာမှမပြောဘူးကိုလူမျိုးကအလုပ်ထဲမှာအပြစ်လုပ်ရင်တတိယတိုင်တာလို့ခေါင်းဆောင်တိုင်တာလို့အဲ့လိုလူတွေရှိသေးတယ်ဖားတဲ့လူတွေပေါ့စိတ်သက်တွေပေါ့နော်အဲ့တော့နောက်ဆုံးပြောချင်တာကျွန်တော်တို့အများအားအလုပ်ထဲမှာဆိုပြောတယ်
လောက်ထဲလူတွေလည်းသိတယ်ငါတို့ဒီမှာခဏလေးလာတွေ့ရတာဒီနေ့မင်းအလုပ်ထွက်သွားပြီဆိုနက်ဖြန်မင်းနဲ့ငါလည်းမတွေ့ရတော့ဒီနေ့ငါအလုပ်ထွက်သွားပြီဆိုလည်းနက်ဖြန်မင်းနဲ့ငါလည်းမတွေ့ရတော့မင်းနဲ့ငါနဲ့တအားခင်းနေပါစေအောင်ငါတို့ကတွေ့မယ်ဆိုမှငါတို့တွေ့လို့ရတာငါလည်းအလုပ်ပြောင်းသွားရင်မင်းဒီလုံးမှာကြံခဲ့မယ်မင်းအလုပ်ပြောင်းသွားရင်ငါလည်းဒီလုံးမှာကြံခဲ့မယ်ငါတို့ထပ်တွေ့ဖို့ဆိုတာမသေးကြအောင်အခုကဒီလုံးမှာတူတူလုံနေရဖြစ်တဲ့အတွက်နေ့တိုင်းတွေ့နေရတာမတွေ့ရင်လည်းတွေ့နေရတာအဲ့တော့ဒီလိုအချိန်ခဏလေးမှကျွန်တော်တို့ကတက်တက်ရှူနေတင်တာပေါ့အဲ့ဒါတက်တက်ရှူမနေဘူးတယောက်နဲ့တယောက်စောင်းမြောင်းအတင်းနေတုတ်ထိုးရှကိုလူမျိုးချင်းနေတွေ့တဲ့ချိန်ဟို3နှစ်5နှစ်ဒီလိုအတွင်းလေးမှာတအားခင်နေပြီဆိုပြန်အောင်မှပဲတွေ့ဖို့မလွယ်ဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်တော့တက်တက်ရှူနေစေခြင်းနဲ့အခုမြင်တွေ့နေရတဲ့တော်တော်များများတော့စိတ်ဓာတ်တွေကတော့မပြောင်းကြဘူးเนาะမြန်မာပြည်စိတ်ဓာတ်တွေမြန်မာပြည်မှာလည်းသိရမလားဒီလိုပဲအတင်းတုတ်တယောက်အဆင်ပြေနေတယောက်ကမနာလို့တငယ်တယောက်ဆိုပြောဘူးပဲဟိုတဲ့အကိုကကျွန်တော်တဲ့လာစာများပဲတဲ့ကျွန်တော်တခါလေးတိုက်ပါလားတဲ့ဘီယာလေးပါလေးတဲ့ဆိုမင်းတဲ့လာစာများတယ်မဟုတ်ဘူးလို့မင်းတို့ကနေမနဲ့အစောကြီးအိတ်နေတဲ့အချိန်မှာငါမနဲ့9နိုင်တည်းထိုင်လှုပ်သွားနေရတာလို့မင်းတို့အိတ်နေချိန်မှာငါအလုပ်နေရလေလို့အဲ့တော့အလုပ်များတော့ပတ်စံများတယ်ဒါပဲလေလို့သူများများတော့အာကြသူများလို့လိုက်လို့ပေါ့လို့အဲ့လိုမပြောရဘူးလို့သူများနိုင်ငံမှာလုပ်နေတာဘယ်သူမှမိဘစီကလက်ပြန်တောင်းနေတာမဟုတ်ဘူးအဲ့တော့ငါလို့ရင်ငါလို့လုပ်တာပဲရှိရပါဘောလို့မင်းတို့အစောကြီးမထနိုင်ဘူးလုံးမလုပ်ဘူးငါအဲ့တော့ငါတဲ့နဲတယ်ဆိုပြီးမင်းတို့လျှောက်ပြောနေတာငါတဲ့နဲတာမဟုတ်ငါတဲ့အလုံးမလုပ်လို့အဲ့တော့အဲ့လိုမပြောနဲ့ပေါ့နော်သူများအတူယူရမှာစားမင်းတို့ကအဲ့လိုမပြောသင့်ဘူးလို့အဲ့တော့ဘယ်လိုပဲဖြစ်ပေါ့တက်တက်ရှူနေစေခြင်းနဲ့တော့မြင်တွေ့နေရတာတွေလိုင်းဘော်ဒီမှာပေါ့နော်မတည့်တိုင်းများတယ်တခန်းနဲ့နေလဲတယောက်တည်းမတည့်ကြအောင်အဲ့လိုလို့ဆိုတော့ကိုယ့်လူမျိုးချင်းမှမတည့်ရင်တခြားလူမျိုးကကျွန်တော်တို့ဘယ်လိုလေးစားမလဲဟာသူတို့လူမျိုးချင်းတော့သူတို့မတည့်ဘူးသူတို့ကဘာလဲဒီကောင်တွေကဘာလူမျိုးတွေလဲမြန်မာလူမျိုးတွေဟာအဲ့တော့ပုံနှိမ်ပြီလေအနှိမ်ခံရတော့អော်တယ်စီးလုံးနေဘယ်သူမှမနှိမ်ရဘူးတကယ်ပြောတာတဲရှူနေပါခဏလေးတွေ့ရတာကျွန်တော်ဒီအလုပ်တွေထွက်သွားကြရင်ဘယ်သူမှမတွေ့ရတော့တရားတရားနိုင်ငံရဲ့ခြံမှာတယောက်နဲ့တယောက်သာတူးဆုံရတယ်ဆိုတာအချင်းရတကယ်ကြည့်လိုက်တော့ခဏလေးပဲနော်ဒီအချင်းခဏလေးအတွင်းမှာဘာလို့များတယောက်နဲ့တယောက်မတည့်နေကြမှာလဲဟုတ်တယ်မလားဘာလို့တယောက်နဲ့တယောက်မနာလိုတို့စိတ်ဒီဖြစ်နေရမှာလဲနော်ဒီຢာတွေကကိုယ့်ရဲ့စိတ်ကိုလည်းပူလာမယ်ကိုယ်စိတ်ကြောင့်သူ့တစ်ပါးရဲ့စိတ်ကိုလည်းစိတ်မချမ်းမြေ့စရာဖြစ်စေရဲ့ဒါကြောင့်တွေးဆောင်ရတဲ့အချိန်ခဏလေးမှာနိုင်ငံရေးချားမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော်တယောက်နဲ့တယောက်တတိရှုရှုနေကြတာတော့အကောင်းဆုံးပဲကြောင့်လည်းတယောက်မေတ္တာတရားတွေထားတာအကောင်းဆုံးပါပဲနော်ကဘာကြီးတင်းမှာဟာမေတ္တာတရားတွေပွားများလို့ရှိရင်ပို့ပြီးတော့မှတယောက်နဲ့တယောက်စီရှာတာစရာလည်းဖြစ်တယ်ပို့ပြီးတော့လည်းလှပမယ်ပို့ပြီးတော့လည်းပျော်ရွှင်မယ်ပေါ့နော်ဒါကြောင့်ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ဘောကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေမေတ္တာတရားတွေထားကြပါလို့နော်မေတ္တာတရားထားရအကောင်းဆုံးပဲအခုဒီဗီဒီယိုလေးကိုကြည့်ပြီးထားကြပြီဆိုတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့စိတ်ထဲကခံစားချက်တွေကိုတို့လည်းကိုယ့်ဘက်မှာဖွင့်ဟခဲ့ကြပါအောင်ရှင်နောက်ထပ်ထူးခြားတဲ့ဗီဒီယိုတွေနဲ့အတူတူပြန်ဆောင်ကြမယ်နော်ချစ်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်